ဟာကိုကြီးဘက်ဖလစ်ပြရတာခက်တယ်လို့ပြောနေကြတာဟုတ်လားဗျာ အာမခက်ဘူးလောလောလေးလာဟုတ်ကဲ့အာမခက်ဘူးလားโอเคโอเคနေ့တိုင်းလဲရမှာနော်အဲ့ဒါနေ့တိုင်းအလေးချင်းဖြစ်အောင်ကျင့်โอเคပြီးတော့ငါတို့ခုံကြီးโอเคနောက်တစ်ခါโอเคအဲ့ဒါရပြီဆိုရင်လက်ကိုနောက်ပစ်ပြီးတော့ခုံကြီးမယ်အရင်တော့မကြောက်ရင်ဒီလိုအရင်လုပ်ဒီဘက်ဘေးကိုပဲသွားကြည့်ဒါဆိုနည်းနည်းမြင့်လာအဲ့ဒါကိုပို့ပြီးတော့မြင့်ကြည့်လိုက်မြင့်โอเคလန်တဲ့ feeling ကိုနားလည်ပြီကွာနားလည်ပြီဆိုရင်ငါတို့လက်နှချောင်းသုံးကြည့်လိုက်โอเคအဲ့တော့လွယ်ယူမယ်ခုနလိုပဲလက်နှချောင်းโอเคနော်အဲ့ဒါကိုနည်းနည်းပုံမြင့်ကြည့်မယ်အားနဲ့နောက်ပြီးနည်းနည်းလေးတက်ကြည့်လိုက်โอเคအဲ့ဒါရပါပြီဆိုရင်လက်ကိုလွတ်လိုက်အောင် This is back flick သူများရှောက်ဝင်ပြောနေစာတက်ကုန်